တယောက်တည်းရှိတာပိုပြီးလွတ်လပ်တယ်လို့ခံစားရပေမဲ့မထင်မှတ်ထားတဲ့အလှည့်ပြောင်းနဲ့ကြုံလာတဲ့အခါမှာဘသူကအကာအကွယ်ပေးထားမှာလဲစင်ငယ်တွေကတော့အသက်အာမခံတကယ်လိုရဲ့လားဒီမနှက်ပြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်တည်းပြည့်ုံနဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနှက်ပြန်တိုင်းအတွက်စိတ်ချလိုက်ပိုးတောင်လိုသေးရဲ့လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ပထမတစ်ချက်ကမိဘတွေအတွက်ပါကိုကစင်ငယ်ဆိုပေမဲ့ကိုကိုမှီခိုနေတဲ့မိဘတွေကရှိနေသေးတယ်ကိုရှိနေတဲ့အချိန်မှာစိတ်ပူစရာမလိုပေမဲ့မမျော်လင့်ထားတဲ့အခြေအနေကြောင့်ကိုမရှိတော့ရင်အာမခံကရရှိတဲ့အကျိုးခံစား권တွေနဲ့ကိုမိဘတွေကအဆင်ပြေပြေနဲ့ရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်ဒုတိယအချက်ကကိုရဲ့အနာဂတ်အတွက်ပါကိုကစင်ငယ်ဖြစ်တဲ့အတွက်ကြောင့်မို့အသက်ကြီးလာလို့ကိုကအလုပ်ကအနားယူတာပဲဖြစ်ဖြစ်ကျန်းမာရေးချို့တဲ့လာတာပဲဖြစ်ဖြစ်ဘဒုကိုမှအားကိုးစရာမလိုပဲနဲ့အသက်အာမခံကရတဲ့အကျိုးခံစား권တွေနဲ့ရပ်တည်နိုင်မှာပါဒါကြောင့်အသက်အာမခံဆိုတာမိသားစုရှိမှထားရတာမျိုးမဟုတ်ပဲနဲ့ကိုချစ်လို့တော့ဒါမှမဟုတ်ကိုမိဘတွေကိုစိတ်ချစေခြင်းတဲ့အတွက်ထားတင်တာပါဒါဆိုရင်မနှက်ပြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေပြင်ဆင်ရမလဲဆိုတာသိပြီးလောက်ပြီးထင်တယ်နောက်ထပ်မေးခွန်းတွေရှိရင်လည်းကွန်မန့်မှာမေးထားလို့ရရနော်အားလုံးနဲ့နောက်တစ်ပတ်စနေမှာပြန်တွေ့မယ်